မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုဗီဒီယိုလည်းတင်လို့ရပြီးတော့ဗီဒီယိုဇာတ်ကားလေးကိုလည်းစိတ်ကြိုက်ကြည့်လို့ရတဲ့ software လေးတစ်ခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီ software လေးကိုကျွန်တော်တို့ Play Store မှာတွားပြီးတော့ဖုန်းထဲကို install လုပ်ပြီးထည့်ရမှာဖြစ်ပါတယ်မိတ်ဆွေတွေရဲ့ဖုန်းထဲမှာရှိတဲ့ Play Store application ကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါPlay Store ကိုဖွင့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီ search icon လေးကိုတစ်ချက်နှိပ်ပါပြီးရင်တော့ဒီအပေါ်နားမှာ Bilibili ဆိုတဲ့ starter လေးကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ် BILI အဲဒီလိုလေးရိုက်ထည့်ပေးလိုက်ပါနော်ဒီလိုဒီ Billy ဆိုတဲ့ starter လေးကိုရိုက်ထည့်လိုက်တာနဲ့ဒီအောက်မှာဒီ starter လေးပေါ်လာမှာဖြစ်ပါတယ်အဲဒီ starter လေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ဒီ software လေးပေါ်လာမှာဖြစ်ပါတယ်အဲဒီ software လေးကိုတစ်ချက်နှိပ်ပါဒီနေရာမှာ software ကို install လုပ်နေတာဖြစ်တဲ့အတွက်ကျွန်တော်ခဏစောင့်ပေးမယ်နော် software လေးကို install လုပ်လို့ပြီးပြီဆိုရင်တော့ဒီဘက်ပြင်နာမှာ open ဆိုတာပေါ်လာမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီအောင်ပြန်ထွက်လိုက်မယ်ပြန်ထွက်ပြီးရင်ကျွန်တော်တို့ရဲ့ဖုန်းမျက်နှာပြင်မှာဒီ software လေးကိုတွေ့ရမှာဖြစ်ပါတယ်အဲဒီ software လေးကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါဒီလိုလေးပေါ်လာရင်ဒီပေါ်နာက allow ဆိုတဲ့နေရာလေးကိုနှိပ်ပါပြီးရင်ဒီအောက်နာက agree and continue ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါဒီနေရာမှာမိတ်ဆွေတို့ login ဝင်ခြင်းလေးရတယ် login မဝင်ခြင်းဘူးဆိုလည်းရတယ်ပေါ့နော် login မဝင်သေးဘူးဆိုလို့ရှိရင်တော့ဒီအပေါ်ကနေပြီးတော့အောက်ဒီလိုလေးဆွဲချလိုက်ပါနော်တကယ်လို့မိတ်ဆွေတို့က Gmail account နဲ့ login ဝင်မယ်ဆိုလို့ရှိရင်လည်းဒီကောင်လေးကိုနှိပ်ပြီးတော့ login ဝင်လိုက်ပါနော်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါ Facebook နဲ့ဝင်ခြင်းနဲ့ဆိုရင်တော့ Facebook ကိုနှိပ်ပါနော်ကျွန်တော်ကကျွန်တော်ဖုန်းထဲမှာရှိတဲ့ Gmail account နဲ့ဝင်ကြမယ်ဒီကောင်လေးကိုနှိပ်မယ်ကျွန်တော်တို့ဒီ Gmail account နဲ့ login ဝင်ခင်မှာဒီအောက်နောက်ကဒီနေရာလေးကိုတစ်ချက်နှိပ်တာမယ်နော်ဒီလိုလေးအမှန်ချစ်လေးချစ်မယ်ချစ်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီပေါ်နောက်ကဒီနေရာလေးကိုနှိပ်မယ် Gmail account နဲ့ဝင်မယ်ဆိုရင်တော့ဒီကောင်လေးနှိပ်ပါနော် Facebook နဲ့ login ဝင်မယ်ဆိုရင်ဒီကောင်လေးကိုနှိပ်ပါ Twitter နဲ့ login ဝင်မယ်ဆိုရင်တော့ဒီကောင်လေးကိုနှိပ်ပါနော်ကျွန်တော်က Gmail နဲ့ဝင်မှာဖြစ်တဲ့အတွက်ဒီကောင်လေးကိုကျွန်တော်နှိပ်လိုက်မယ်ပြီးရင်တော့ဒီနေရာမှာမိတ်ဆွေတို့ login ဝင်မယ် Gmail account တစ်ခုကိုနှိပ်လိုက်ပါပြီးရင်ဒီလိုလေးပေါ်လာရင်ဒီ agree and share ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ birthday ပေါ့နော် birthday လုပ်မယ်ဒီနေရာလေးကိုတစ်ချက်နှိပ်ပြီးရင်ကျွန်တော် birthday ကိုကျွန်တော်ရွေးချယ်ပေးမယ် birthday မှာကျွန်တော် session နှစ်ပြအောင်တော့ထည့်ပေးပါနော်ဒီလမှာလည်းကြိုက်တာထည့်လို့ရတယ်ဒီဘက်ရက်ပေါ့နော်အဲရက်မှာလည်းကိုကြိုက်တာကိုထည့်ပါနော်ဒီနှစ်မှာတော့မိတ်ဆွေတို့2001 2002ရတယ်ပေါ့နော်တွက်လိုက်လို့ရှိရင် session နှစ်ပြအောင်တော့ထည့်ပေးရမယ်ပြီးရင် save ကိုနှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာယောက်ျားလားမိန်းမလားရွေးမယ်ယောက်ျားလေးဆိုရင်တော့မေးကိုနှိပ်ပါနော်မိန်းကလေးဆိုရင် free မေးကိုနှိပ်မယ်ပြီးရင်ဒီကောင်လေးကိုတစ်ချက်နှိပ်မယ်ဒါတော့ location ပေါ့နော်ထိုင်းဆိုလို့ရှိရင်ထိုင်းမှာဆိုလို့ရှိရင်ထိုင်းရွေးပြီပေါ့နော်ကျွန်တော်ကထိုင်းမှာဖြစ်တဲ့အတွက်ထိုင်းကိုရွေးလိုက်မယ်ဂျပန်မှာနေတဲ့လူဆိုရင်တော့ဂျပန်ပေါ့နော်မြန်မာဆိုလို့ရှိရင်မြန်မာမှာနေတဲ့ဆိုရင်ဒီမြန်မာလေးကိုနှိပ်လိုက်ပါနော်ကျွန်တော်ကထိုင်းမှာဖြစ်တဲ့အတွက်ထိုင်းကိုနှိပ်လိုက်မယ်ပြီးရင်တော့ဒီနေရာမှာကိုကဘယ်ခရိုင်မှာနေတာလဲပေါ့နော်ချိုင်မှာနေတာလားချွန်တူရီမှာနေတာလားတခုခုရွေးလိုက်ပေါ့နော်တခုခုနှိပ်ပြီးလိုက်ပြီးရင်တော့ဒီလိုအမှန်ချစ်လေးပြသွားပြီဆိုရင်ပေါ်နာဒန်ကိုနှိပ်ပြီးမယ်ပြီးရင်တော့ဒီအောက်ကဒန်ကိုပဲနှိပ်လိုက်မယ်ဒါဆိုရင်တော့ရပြီပေါ့နော်ကျွန်တော်ဒီ Billy account မှာဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုတွေတင်မယ်ဆိုလို့ရှိရင်လည်းတင်လို့ရတယ်ပေါ့နော်ဗီဒီယိုတွေလည်းတင်လို့ရတယ်ဗီဒီယိုတွေကြည့်မယ်ဆိုလို့ရှိရင်လည်းဒီမှာဗီဒီယိုဇာတ်ကားတွေကြည့်လို့ရတယ်ပေါ့နော်ကာတွန်းကားတွေရှိမယ်တရုတ်တိုင်ကားတွေရှိတယ်ပေါ့နော်ဒီနေရာမှာမိတ်ဆွေတို့ကြည့်ကျင်တဲ့ဇာတ်ကားကိုရိုက်ပြီးတော့ရှာလို့ရတယ်
ဒီနေ့မှာတော့ကျွန်တော်ဒီ Bilibili ဆိုတဲ့ software လေးနဲ့မိတ်ဆက်ပေးတာဖြစ်တဲ့အတွက်ကျွန်တော်ကိုဒီနေ့မှာတော့ဒီလောက်နဲ့ပဲကျွန်တော်ကိုပြုပါကျွန်တော်မိတ်ဆွေများအားလုံးရှင်လန်းချမ်းမြေ့ကြပါခင်ဗျာ